ရေဝကျုံမော်ဒေတာမိုးများတော့ကြောင့်ရေကြီးပြီးမြို့ဝေးပတ်လည်ရှိကျေပြန့်လှတဲ့လေကွင်းတွေဟာဖျက်ဆီးမရဖြစ်နိုင်တဲ့ရွှွန့်နုံအိုင်အဖြစ်ပြောင်းလဲသွားမြဲဖြစ်ပြီးမြန်မာတပ်များဟာဖျက်ဆီးလို့မရပဲ1960ခုနှစ်ကလောင်မင်းတရားကြီးဖြစ်ခဲ့တယ်လို့နောက်ပြန်ဆုတ်ခွာသွားမယ်လို့ထင်မြင်နေခဲ့ကြတာပါ။သို့တော်လည်းစင်ပြူရှင်ဘီရင်ဟာ၎င်းဖခင်ရဲ့အောင်မြင်ခဲ့တဲ့သင်ခန်းစာများရရှိထားတဲ့အတွက်အမားကိုနောက်တစ်ကြိမ်မပြုလုပ်တော့ပဲမိုးရသည့်အတွင်းမှာ၎င်းရဲ့တပ်များကိုနေရာယူထားရန်အမိန့်ပေးခဲ့ပါတယ်။မြန်မာတပ်များဟာလာပေါင်းများစွာမိုးရွာခြင်းရွှွန့်နုံထုတက်ပြီးယောဂများကြား၎င်းတို့ရဲ့ခံတပ်စခန်းများမှာဆက်လက်ရှိနေတာရုတ်တရက်မျိုးကိုစီးရဖိအားပေးထားလျက်ရှိနေပါတော့တယ်1966ခုနှစ်စက်တင်ဘာလမှာတော့ချီတက်ဝန်းရံတိုက်ခတ်မှုဟာတဆင့်တက်ပြီးပြောင်းလဲမှုတစ်ခုစီကိုရောက်ရှိလာခဲ့ပါတယ်။မြန်မာတပ်များဟာရုတ်တရက်မျိုးတော်နဲ့ပုံပုံနီးကပ်လာခဲ့ပြီးနေမျိုးတရားပရိကဖိုဆမ်3ကိုချင်းကပ်လာကမဟာနော်ယထာကဝက်ဖူခောက်ထုံဖျားမှာချင်းကပ်နိုင်ခဲ့ကြပါတယ်။ဒီနေရာတွေဟာရုတ်တရက်နန်းတော်နဲ့အတော်လေးကိုနီးကပ်တဲ့အခြေအနေပါ။